စစ်အာဏာရှင်ကိုတော်လှန်ဖို့အတွက်မြန်မာနိုင်ငံနေရာအနှံ့မြို့နယ်ပေါင်းစုံအလွှာအသီးသီးကလူငယ်တွေဟာတစ်တွန်းနေမြေတွေထဲမှာပြည်သူ့ကာကွယ်ရေးတပ် PDF စစ်တပ်တွေတက်ရောက်ပြီးစစ်အာဏာရှင်ကိုပြန်တွန်းလှန်ဖို့ကြိုးစားနေကြတာပါ။တစ်ချိန်ကမြို့ပြလူအစားအသောက်အနေအထိုင်အဆင်ပြေတဲ့နေရာမှာနေခဲ့ကြပေမဲ့တော်လှန်ရေးကာလမှာတော့တောထဲလူအစားအသောက်အနေအထိုင်ခက်ခဲကြမ်းတမ်းတဲ့နေရာမျိုးမှာအမျိုးသမီးတွေပါရောက်ရှိနေကြတာဖြစ်ပါတယ်။နောက်ဆုံးနေ့စေးကြောင်းသူတယောက်ကတော့အိမ်မာလူတက်တောင့်တက်တာမရှိပေမဲ့ဒီအချိန်ဟာလက်နက်ကင်ပြီးတိုက်ပွဲဝင်ရမယ့်အချိန်ဖြစ်လို့အခုလိုရောက်နေတာလို့ပြောပါတယ်။ဒါဘယ်လိုပြောမလဲနောက်ဆုံးတိုက်ပွဲဆိုတဲ့ပုံစံမျိုးပေါ့နော်။လက်နက်မကင်လို့မရတော့တဲ့အခြေအနေမို့လို့လက်နက်ကင်ရတာပေါ့။အခက်အခဲကတော့ရှိတယ်။အိမ်မှာနေရတော့comfort ဖြစ်တယ်ပေါ့နော်။ကိုကလည်းငကိုတွေကဒီလိုတက်တောင့်တက်တာပဲနေလာတဲ့လူမျိုးဆိုတော့အခုအခက်အခဲရတော့ရှိတာပေါ့။ဒါပေမဲ့အားလုံးကတော့စိတ်သက်ပြင်းတော့လေဒါတွေကတဖြည်းဖြည်းနဲ့ရော့သွားပါတယ်အဲ့ဒါတွေခေါင်းထဲမှာမရှိတော့ဘူးပေါ့ကိုယ့်ရဲ့ဥတီချက်ကတခုတည်းဆိုတော့လေပြီးခဲ့တဲ့88အရေးခင်းမှာပေးဆက်ခဲ့သူတွေကြောင့်နှစ်အနည်းငယ်လွတ်လွတ်လပ်လပ်နေခဲ့ဘူးပြီးအခုအချိန်မှာတော့နောက်မျိုးဆက်တွေအတွက်တိုက်ပွဲဝင်ရမယ့်အလှည့်ဖြစ်လာပြီလို့စေကြောင်းသူကပြောပါတယ်ဖေဖော်ဝါရီလ1ရက်မှာစစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်စစ်အာဏာရှင်ကိုလက်မခံကြတဲ့မြန်မာနိုင်ငံအနှံ့ကဝန်ထမ်းပေါင်း2သိန်းကျော်ဟာအကြမ်းမဖက်ဆန့်ကျင်ရေး CDM လှုပ်ရှားမှုမှာပါဝင်လာခဲ့ကြပါတယ်အဲ့ဒီအထဲမှာကျမ်းမာရေးဝန်ထမ်းတော်တော်များများလည်းပါဝင်ပါတယ်။လုံသက်22နှစ်ရှိတဲ့ကျမ်းမာရေးဝန်ထမ်းတယောက်ကလည်းစစ်အာဏာရှင်လက်အောက်မှာမတရားမှုတွေများလာတဲ့အတွက် CDM ဝင်တဲ့အပြင်စစ်တင်တန်းလာတက်နေတာဖြစ်တယ်လို့ပြောပါတယ်။စစ်အာဏာရှင်မတရားမှုတွေများလာတာကျွန်တော်တို့ကဒီဝန်ထမ်းဖြစ်တာကြာကျွန်တော်လုံသက်22နှစ်ရှိပြီလေ။ဝန်ထမ်းဖြစ်တာကြာလာတဲ့အချိန်မှာဒီအစိုးရရဲ့မတရားဖိနှိပ်မှုတွေဒီတောင်းဆိုမှုတွေမရခဲ့ဘူး။အခုကအရင်9နှစ်ပေါ့နော်ခု9နှစ် LD တက်လာတဲ့နေ့မှာတော့တောင်းဆိုမှုအလုံးကအစင်ပြေသလောက်နှီးပါပညာရေးကျန်းမာရေးကိုမြောက်စားမှုတွေရှိတယ်။အဲ့ဒီနည်းတူပဲကျွန်တော်တို့အခုလုံနေတဲ့နိုင်ငံတော်လှန်ရေးထဲမှာလည်းမတရားမှုတရားမှုတွေကို Facebook ကတစင်ပဲဖြစ်ဖြစ်နော်ဘယ်လမ်းမျိုးစုံနဲ့ကြည်ရတဲ့အတွက်ဒါကြီးမတရားမှုမှန်းသိလို့စတင်တွန်းလှန်မှုဆုံးဖြတ်ခဲ့တာ။စစ်အာဏာသိမ်းတာကိုလက်မခံဘဲဆန့်ကျင်တဲ့အထက်မှာတပ်မတော်သားတချို့လည်းပါဝင်ပါတယ်။အဲ့ဒီအထက်မှာအမြောက်တပ်ကတပ်မတော်သားတယောက်ကစစ်တပ်ကအာဏာသိမ်းတာကိုမလိုချင်ပဲကိုယ့်အနာဂတ်ကိုကိုယ်တိုင်ပြန်ယူဖို့တောရင်းမှာစီးရေးလေ့ကျင့်တဲ့နေရာကိုရောက်လာခဲ့သူတယောက်ပါစစ်ကောင်စီတပ်မှာတိုက်ပွဲမှာတုံးတဲ့တန်ကြက်ကကားနဲ့တင်ကားအင်အားအရေးအတွက်ပေါင်း200ကျော်ရှိပြီးအဲ့ဒီရင်တွေရဲ့ချင်းကျိုးတွေကိုပြတ်တောက်သွားအောင်ဘိန်းတွေပြက်သွားအောင်မိုင်းထောင်တာမျိုးတွေနဲ့ရက်တက်အောင်လုပ်လို့ရတယ်လို့အမြောက်တပ်ကပြောပါတယ်သူတို့ရက်တက်အောင်လုပ်ချင်လို့ရှိရင်သူတို့အခုအသုံးပြုနေတဲ့ချင်းတွေပြတ်တောက်အောင်လုပ်လို့ရမယ်ဘိန်းတွေကိုဒါမိုင်းခွဲပြီးလို့ရှိရင်ပြည့်စုံအောင်လုပ်ဒါရက်တက်အောင်လုပ်တာရက်တက်မှုကိုရက်တက်အောင်လုပ်လို့မရသေးဘူးဒီကမှုကိုရက်တက်အောင်လုပ်လို့ရှိရင်ဒီတင့်ဆိုလို့ရှိရင်တင့်ပေါ်မှာချိန်တိုက်တွေပါဥမာမှန်ဘလူးလိုဟာမျိုးတွေချိန်တိုက်တွေကိုသေချာအဝေးကနေပြီးရင်သကုန်းနဲ့လမ်းပြီးတော့ကြည့်မယ်ဆိုရင်မြင်နိုင်တယ်ကိုယ့်ဘက်ကဥမာစလိုက်ပါလိုမျိုးဟာမျိုးနဲ့အဲ့နေရာတွေကိုချောင်းချောင်းပြစ်ခတ်မယ်ဆိုလို့ရှိရင်ဒါထိရောက်တဲ့သူတို့ပြစ်ခတ်မှုကိုရက်တက်အောင်လုပ်လို့ရတယ်ကယားပြည်နယ်ဒီမော့ဆိုမြို့မှာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့စစ်ကောင်စီတပ်တွေတိုက်ပွဲဖြစ်ပြီးစစ်ကောင်စီတပ်တွေဘက်ကတင်ကားတွေတုံးပြီးပစ်ခတ်တာတွေ့ရှိရပါတယ်။ပြည်သူကိုအကြမ်းဖက်နေတဲ့စစ်ကောင်စီတပ်ကိုဖျက်သိမ်းပြီးရင်အမျိုးသားညီညွတ်ရေးအစိုးရ NUG ကတည်ထောင်ထားတဲ့ပြည်သူ့ကာကွယ်ရေးတပ် PDF ကိုအစားထိုးဖို့တပ်မတော်တစ်ခုတည်ထောင်ထားတာဖြစ်ပြီး Federal Democracy စနစ်နဲ့အညီရှေ့ဆက်ဖို့အတွက်တိုင်းရင်းသားလူမျိုးစုံပေါင်းဆက်ပါဝင်ကြမှာဖြစ်တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဦးရင်မွန်ကပြောပါတယ်။အနာဂတ်တပ်မတော်ဖြစ်တဲ့အတွက် PDF စစ်တင်တန်းတွေမှာစစ်ပညာသာမကနိုင်ငံရေးနဲ့ပတ်သက်တဲ့စစ်တီတယောက်ကျင့်သုံးရမယ့်ကျင့်ဝတ်တွေနိုင်ငံတကာစစ်စည်းကမ်းပြဋ္ဌာန်းချက်တွေကိုပါလေ့ကျင့်သင်ကြားပေးနေတာဖြစ်တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဦးရင်မွန်ကပြောပါတယ်ဒီနိုင်ငံမှာဒါပြည်သူကိုနှိပ်စက်နေတဲ့စစ်ကောင်စီရဲ့တပ်ကိုကျွန်တော်တို့ဖျက်သိမ်းပြီးတော့အစားထိုးဖို့ရည်ရွယ်ချက်နဲ့ဖွဲ့စည်းတာလည်းဖြစ်တယ်ပြောမယ်ဆိုရင်ကျွန်တော်တို့နိုင်ငံရဲ့အနာဂတ်တပ်မတော်ပါ PDF ဆိုတာကတရားဝင်တပ်မတော်တစ်ခုဖြစ်ပါတယ်အဲ့ဒီအတွက်ကျွန်တော်တို့ professional ဖြစ်အောင်တကယ်စစ်ဥပဒေတွေစစ်စည်းကမ်းတွေနော်ကျွန်တော်တို့ကျင့်ဝတ်တွေနဲ့အညီဖြစ်အောင်ရည်ရွယ်ပြီးတော့တည်ထောင်နေတာပါအခုကျွန်တော်တို့ PDF ကသင်တန်းတွေကျွန်တော်တို့စီစဉ်ဆောင်ရွက်နေတာရှိတယ်ဒီသင်တန်းတွေဆိုလို့ရှိရင်စစ်ပညာသာမကဘဲနဲ့တိုးရတဲ့နိုင်ငံရေးနဲ့ပတ်သက်တဲ့အသိပညာတွေစစ်တီတယောက်ကျင့်ဆောင်ရမယ်ကျင့်ဝတ်တွေနိုင်ငံတကာရဲ့စစ်စည်းကမ်းပြဋ္ဌာန်းချက်တွေဒါတွေကိုပါကျွန်တော်တို့လေ့ကျင့်သင်ကြားပေးနေတဲ့တပ်မတော်တရားဖြစ်တယ်ဆိုတာကိုတော့ကျွန်တော်တို့ပြောနိုင်ပါတယ် NUG ကတည်ထောင်ထားတဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ကိုမြို့နယ်ဒေသအလိုက်ဖွဲ့စည်းမှာမဟုတ်ဘဲတိုက်ရင်တပ်ဖွဲ့တွေကိုသာဖွဲ့စည်းမှာဖြစ်တဲ့အကြောင်းမြို့နယ်အလိုက်ဖွဲ့စည်းထားတဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကိုချိတ်ဆက်ပြီးတပ်မတော်တစ်ခုတည်းအောက်ကိုရောက်အောင်ကြိုးစားနေတယ်လို့ဝန်ကြီးကပြောပါတယ်
ဒီတော်လိုင်းကာလမှာလူငယ်တွေနဲ့ပြည်သူတွေကကိုတူကိုထစစ်အာဏာရှင်ကိုပြန်တွန်းလှန်နေတာဖြစ်တဲ့အတွက်ချက်ချင်းပုံစံတကျမရှိသေးပေမဲ့နောက်ပိုင်းမှာတဖြည်းဖြည်းနဲ့ပုံစံတကျစနစ်တကျအရေးအသွေးပြည့်တဲ့တပ်မတော်အဖြစ်ပြည်သူ့ကာကွယ်ရေးတပ်မတော်ဖြစ်လာဖို့ယုံကြည်နေကြပါတယ်ကျွန်တော်ကကိုကြီးပါဒီသတင်းကိုဝါရှင်တန် DC ကနေစူးစီးတင်ပြခဲ့တာဖြစ်ပါတယ်ခင်ဗျာ